အားလုံးပဲမင်္ဂလာပါဗျ99 football တက်ကနေကြိုဆိုပါတယ်ညကတော့မိတ်ဆွေတို့အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်အနေနဲ့ special one တစ်ပတ်ကောင်းကို4ရက်ဆက်အောင်မြင်အောင်အကောင်းဆုံးကြိုးစားပေးနိုင်ခဲ့တဲ့အတွက်မိတ်ဆွေတို့လည်းရကြလိမ့်မယ်လို့ထင်ပါတယ်ညကျွန်တော်အနေနဲ့ Arsenal body ပေးခဲ့ရမှာ100ရာခိုင်နှုန်းအနိုင်ရရှိခဲ့ပါတယ်ဒီနေ့ညမှာလည်းကျွန်တော်ရဲ့ special one တစ်ပတ်ကောင်းထွက်စီပါမယ်ဝယ်ယူနေတဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ Viber နံပါတ်ကိုလာပေးပါ88333839 Viber မှာလာရောက်မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်ဒီနေ့ညမှာပထမဆုံးပွဲအနေနဲ့ဘန်မြူးနစ်နဲ့ချက်စီပွဲကိုကျွန်တော်အနေနဲ့ရွေးချယ်သုံးသပ်ပေးကြပါတယ်1 plus 30ဘန်မြူးနစ်ကပေါက်နေတယ်ခိုးပေါင်းကြီးမှာဆို3မိုင်း40ပေါက်နေတယ်ကျွန်တော်တို့ကဒီ1 plus 30ဈေးတန်းတစ်ခုကိုဘန်မြူးနစ်ကတော်များများကြိုက်ကြလိမ့်မယ်လို့မြင်တယ်တစ်ဖက်ကိုပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ချက်စီအသင်းဖြစ်နေချက်စီအသင်းဆိုတာဘယ်လိုကစားကွက်မျိုးမဆိုဒုက္ခပေးနိုင်တဲ့အသင်းဖြစ်တယ်ဒါကိုကျွန်တော်ဘာလို့ပြောအောင်ဆိုကျွန်တော်အထောက်ထားနဲ့ပြောတာဖြစ်တယ်ဘာစီလိုနာတာတီကီတာကာခစ်တော့နော်ချက်စီကဒုက္ခပေးတယ်ဘန်မြူးနဲ့ရောဘင်တို့ရီဘာရီယိုအစုဖွဲ့နဲ့တော်တော်ကောင်းနေတဲ့နှစ်မှာတောင်ချန်ပီယံဖလားကိုယူထားတယ်ချန်ပီယံလိဖလားကိုယူထားတယ်PSG တားကောင်းချန်ပီယံလိရထားတဲ့အသင်းကိုဝက်ကတ်မှာအနိုင်ရရှိအောင်ကမ်းထားတယ်30စီဆိုတဲ့ရလက်နဲ့ပြပြသားသားအနိုင်ရရှိအောင်ကမ်းထားတဲ့ခြေစွမ်းကိုလည်းချက်စီအသင်းရဲ့ကစားပေါက်ကိုလည်းကျွန်တော်တို့ပြန်ထက်သွက်တင်တယ်လို့ထင်ပါတယ်1 plus 30ဆိုတဲ့ဈေးတန်းတစ်ခုမှာကျွန်တော်အနေနဲ့ဘန်မြူးနဲ့ချက်စီအသင်းကိုနိုင်ဖို့ခဲရင်လိမ့်မယ်လို့ထင်တယ်2022ကမ္ဘာဖလားတော့ဘန်မြူးနဲ့အသင်းအနေနဲ့ဒီထက်လူစင်းကောင်းတယ်ဒီထက်လည်းချက်စီနဲ့ကွာဟမှုတွေအများကြီးရှိတယ်အဲ့တော့တော့နိုင်မကန်နိုင်တဲ့အနေထားမှာဒီပွဲမှာဆိုလို့လဲချက်စီအသင်းမယ်ရလက်ကောင်းလိမ့်မယ်လို့ထင်ပါတယ်ချက်စီအသင်းတရေဒါမှမဟုတ်နိုင်တာမျိုးတွေဖြစ်သွားနိုင်တယ်အဆုံးခဲ့ရင်တော့ဂိုးပြတ်မဆုံးနိုင်တဲ့အနေအထားမျိုးမှာ1 plus 30ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်ကတော့ချက်စီ body ကိုကြိုက်ပါတယ်ဒီညပွဲမှာဆိုရင်နောက်တစ်ပွဲကတော့လပါဦးနဲ့ပြည့်လပါဦးနဲ့အက်တလက်တီကို1မိုင်30လပါဦးကပေါက်နေတယ်ခိုးပေါင်းကြီးမှာဆိုရင်3 level ပေါက်နေတယ်ကျွန်တော်တို့ကတခုစဉ်းစားမှာအက်တလက်တီကိုကခံစစ်ကောင်းတဲ့အသင်းဖြစ်တယ်လပါဦးအသင်းနေနဲ့ကိုပြမလားဆိုတာကိုပြပါမလားဆိုတာကျွန်တော်တို့စဉ်းစားဖို့လိုတယ်အိမ်ခွင်းမှာဆိုရင်လပါဦးနိုင်မှုရာခိုင်နှုန်းကတော့များတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လပါဦးဘန်လီနဲ့ပွဲမှာကစားသွားတာကျွန်တော်တိတ်အားမရဘူးခံစစ်ပိတ်နေတဲ့အသင်းကိုတိတ်မထိုးပေါက်နိုင်တဲ့အနေအထားမျိုးမှာရှိရဲအက်တလက်တီကိုကလည်းခံစစ်ကောင်းတဲ့အသင်းဖြစ်တယ်လပါဦးရဲ့တိုက်စစ်တွေကဘန်လီနဲ့ပွဲမှာကြည့်လိုက်ရင်ရောဂါကိုမကြော်နိုင်တဲ့အနေအထားမျိုးတွေရှိတယ်ဒီဘက်မှာဘော်ဒီကျင်းနဲ့ဆိုင်ကျွန်တော်အနေနဲ့ဂိုးပေါင်းကျွေးကိုပို့ပြီးရွေးချယ်ပေးခြင်းနဲ့နှစ်သင်းပေါင်း3လုံးထက်မလာနိုင်ဘူးလို့ထင်ပါတယ်3 level ဆိုတဲ့အနေအထားမှာကျွန်တော်တို့ဒီပွဲမှာ6ယောက်ကိုကြိုက်ပါတယ်အက်တလက်တီကိုရဲ့ခံစစ်ကလည်းတိတ်ဂိုးပေးလိမ့်မယ်လို့ဒီပွဲမှာကျွန်တော်တော့မထင်ပါဘူးဘန်လီခံစစ်တဲ့89ရဲ့ခံစစ်ကအများကြီးကောင်းတယ်လို့မြင်ပါတယ်ဒီပွဲမှာတော့ကျွန်တော်9ယောက်ကိုရွေးချယ်ပေးကြပါတယ်နောက်ဆုံးပွဲစဉ်ကတော့ကျွန်တော်အနေနဲ့ agent နဲ့ inter ပွဲကိုရွေးချယ်ထားပါတယ်1 plus 80ကိုပေါင်းကြီးမှာဆိုရင်3 plus 40ပေါက်နေတယ် agent ကတော့အိမ်ဝင်းမှာ9မြူးရှိတယ်တိုက်စစ်ဖွင့်ကန်တဲ့အသင်းဖြစ်တဲ့ agent ကတော့ inter ရဲ့နောက်တန်းအသက်ကြီးကစားသမားတွေများတယ် agent အသင်းကိုဂိုးပေးရဖို့ရာခိုင်နှုန်းများတယ်1 plus 80ဂျေးပေါက်နေတယ်တော်တော်များများ inter body ကိုကြိုက်ရလိမ့်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ချန်ပီယံလိမှာလည်း inter အနေနဲ့တော်တော်လေးလုတ်ပြနိုင်ခဲ့တယ်မိနစ်ကဆိုလဲဒါကြောင့်မလို့ inter body ကိုကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ် inter 1 plus 80ဆိုတဲ့ဈေးတန်းမှာ inter ကြီးချူတယ်လို့မြင်ပါတယ်ကျွန်တော်တို့ဒီပွဲမှာအိမ်ခွင့်မှာအနိုင်ဆုံးတရေကန်မဲလို့ထင်ပါတယ် agent အနေနဲ့ agent body ကိုကြိုက်ပါတယ်အားလုံးပဲခိုးလက်ပါကျွန်တော်ရဲ့ special one ဒူကောင်းဝယ်ကျွန်းတဲ့မိတ်ဆွေတွေနိုင်ပေး1000ကျပ်ဖြင့်ကျွန်တော်ရဲ့ Viber နံပါတ်မှာလာရောက်ဝယ်ယူနိုင်ပါပြီအားလုံးပဲခိုးလက်ပါကံကောင်းကြပါစေ